အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာမြတ်ဖုန်းပေးချနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အခုမရတဲ့မိကွန်းလေးကိုဖြည့်ပေးခြင်းလို့ပါဒီချက်ရေးတက်နေတဲ့လူနာကိုတွေ့လို့ရှိရင်ဘလို့ရှေးဦးသူနာပြုစုနည်းတွေလုပ်ပေးရမလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာပြပြပေးခြင်းပါတယ်ပထမဦးဆုံးစကားလုံးအသုံးအနှုန်းဝေါ်ဟာရလေးတွေကိုအရင်ရှင်းပြပေးခြင်းနဲ့ပေါ့နော်အဲ့ဒီတော့တက်တာကိုဆေးပညာအခေါ်ဝေါ်ရကျမတို့က seizure လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကဘာဖြစ်တာလဲဆိုတော့အုံနောက်မှာပြဿနာတစ်ခုခုဖြစ်တာပေါ့နော်ပြီးတော့ conversion လို့လည်းပြောတယ် conversion ဆိုတာဘာဖြစ်တာလဲဆိုတော့တကိုယ်လုံးဒီတုံခါပြီးတော့တက်တာပေါ့နော်လှုပ်ခါရမ်းပြီးတော့တက်တာပေါ့ခုနအုံနောက်မှာဖြစ်တဲ့ပြဿနာအကြောင်းမို့လို့တုံခါပြီးတော့တက်တာမျိုးကို conversion လို့ခေါ်တယ်fix ဆိုတာကကြတော့အပေါ်ကဖြစ်တဲ့ဟာနှစ်ခုပေါ့နော်ဒီတုံခါပြီးတော့တက်ပြီးတော့ဖြစ်လာတဲ့ပြဿနာကို medical term မဟုတ်ဘဲနဲ့ရိုးရိုးခေါ်လို့ရှိရင် fix လို့ခေါ်တယ်ပေါ့နော်အဲ့ဒီတော့ဒီအသုံးအနှုန်း၃ခုစလုံးကတက်တာကိုဆိုလိုတယ်ဆိုတာကိုတော့အကြမ်းမြင်သဘောပေါက်ရမယ်ပေါ့နော်အဲ့ဒီမှာအမျိုးအစား2မျိုးဖြစ်နိုင်တယ်ပထမတစ်မျိုးက generalized tonic clonic ခေါ်ရဲပေါ့နော် generalize ဆိုတာတကိုယ်လုံးဖြစ်တာကို generalize လို့ခေါ်တယ် tonic ဆိုတာက stiff ပေါ့နော်တောက်တင်းတာ stiff ဖြစ်တာကိုခေါ်တယ် clonic ဆိုတာကတုံတာခါတာကို shaking ဖြစ်တာကိုခေါ်ရဲပေါ့နော်အဲ့ဒါကြတော့တကိုယ်လုံးဒီတောက်တင်းပြီးတော့တုံခါနေရဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီတက်တာမျိုးကို generalized tonic clonic လို့ခေါ်တယ်နောက်တစ်ခုကကြတော့ conversion မရှိဘူးတက်တာတုံခါတာပြီးတကူလုံးတောက်တင်းပြီးတော့လှုပ်ခါတာမျိုးမရှိဘူးပေါ့နော်ဥပမာအဖြစ်ခဏတစ်ဖြုတ်ဒီမျက်လုံးကစိုက်ကြည့်နေတယ်လို့မျိုး staring seizure လို့လည်းခေါ်ရဲပေါ့နော်အဲ့လိုမျိုးဖြစ်တာလောက်ပဲ focal ဆိုတာက localize ဖြစ်တာမျိုးပေါ့နော်တနေရာထဲမှာပဲဖြစ်တာမျိုးလောက်ပဲဆိုလို့ရှိရင်เนาะကျမတို့က other types without conversion အောက်ထဲမှာထည့်တယ်ပေါ့နော်အဲ့ဒီတော့အပေါ်ကအသုံးပြုတဲ့အသုံးအနှုန်း၃ခုကိုသိရမယ်ပြီးလို့ရှိရင်သူ့မှာအမျိုးအစား2မျိုးရှိတယ်တစ်မျိုးကတောက်တင်းပြီးတော့လှုပ်ခါရမ်းပြီးတော့ဖြစ်တဲ့တက်တာမျိုးရဲ့နောက်တစ်ခုကကြတော့အဲ့လိုမျိုးမရှိဘဲနဲ့ရိုးရိုးother type without conversion ရဲ့2မျိုးရှိရဲဆိုတာကိုသိထားရပါမယ်ကျမတို့ကတက်နေတဲ့လူနာကိုတွေ့ပြီဆိုလို့ရှိရင်မှတ်ရမယ်အချက်၄ခုရှိတယ်ပေါ့နော်ပထမဦးဆုံးကလောက်ရမယ့်ဟာတွေကဘာတွေလဲပေါ့နော်လောက်ရမယ့်ဟာတွေက stay calm တည်တည်ငြိမ်ငြိမ်နေရမယ်ပြီးလို့ရှိရင်အချိန်မှတ်ရမယ်ပေါ့နော်ဘယ်ချိန်ကနေသူစပြီးတော့တက်တယ်လဲဘယ်နှစ်မိနစ်လောက်ကြာတယ်လဲအချိန်မှတ်ရမယ်ပြီးလို့ရှိရင် keep them safe သူတို့ကိုလုံခြုံအောင်နော်အန္တရာယ်ကင်းရှင်းအောင်ထားရမယ်ပြီးရင် recovery position ပေါ့နော် recovery position မှာထားပြရမယ်ပြီးရင်သူတို့ရဲ့ဦးခေါင်း head injuryမရအောင်ထိခိုက်မှုမရှိအောင်ကိုယ်ကကာကွယ်ပေးရမယ်ပြီးရင် stay with them သူတို့ရဲ့အနားနာမှာနေပေးရမယ်ပေါ့နော်ဒါကတော့လုပ်ရမယ့်အချက်တွေပါမလုပ်ရမယ့်အချက်တွေကတော့ restrain ပေါ့နော်သူတို့ကိုတက်နေလို့ဆိုပြီးတော့ချုပ်တာတို့လက်ကိုချုပ်တာခြေကိုချုပ်တာအပေါ်ကနေဖိတာအဲ့ဒါမျိုးတွေလုံးဝမလုပ်ရပါဘူးပြီးရင်ပါးစပ်တဲကိုဘာမှမထည့်ရပါဘူး don't put anything in mouth ပြီးလို့ရှိရင်သူက breathing ရပ်သွားတာအသက်ရှူရပ်သွားတာမဟုတ်တဲ့အတွက်ကျမတို့ CPR မလုပ်ပါဘူးပြီးလို့ရှိရင်တက်နေတဲ့သူကိုအစာသို့မဟုတ်ရေလုံးဝမပေးရပါဘူးဒါကတော့မလုပ်ရမယ့်အချက်တွေပါနောက်တစ်ခုကအရေးပေါ်လူနာတင်ကားကိုဘယ်အချိန်မှာခေါ်ရမလဲဘယ်အချိန်မှာခေါ်ရမလဲဆိုလို့ရှိရင်သူတက်တာက9မိနစ်နဲ့အထက်ကြာသွားတယ်ပြီးလို့ရှိရင်တက်နေတော့မှ injury ထိခိုက်ဒဏ်ရာတစ်ခုခုရတယ်နောက်ပြီးတော့သူ့မှာဒီ underlying health condition ရှိတယ်ပေါ့နော်ယောဂအခန်းရှိတယ်ဟိုနှလုံးယောဂစီးကျိုယောဂစသဖြင့်ယောဂအခန်းရှိတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်ဝန်ဆောင်တွေပေါ့နော်အဲ့ဒါကြီးဆိုလို့ရှိရင်တော့ကျမတို့အရေးပေါ်လူနာတင်ကားကိုခေါ်ရပါမယ်တကယ်လို့ပေါ့နော်သူကဒီပြန်ပြီးတော့မနိုးလာဘူး normal state ကိုပြန်ပြီးမရောက်လာဘူးဆိုလို့ရှိရင်လည်းကျမတို့က ambulance ခေါ်ရပါမယ်ပြီးတော့ဒီတက်တာကိုပထမဆုံးအကြိမ်အနေနဲ့ကိုကသိတယ် diagnose လုပ်တယ်ဆိုလို့ရှိရင်လည်းambulance ကိုခေါ်လို့ရပါတယ်နောက်တစ်ခုကတော့ long term management ပေါ့နော်ဒီရေရှည်ကိုဘယ်လို manage လုပ်မလဲဘယ်လို plan မလဲပေါ့အဲ့ဒါကတော့ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေတောက်လို့ရတယ်ပြီးရင် healthy lifestyle ပြင်လို့ရတယ်ပြီးလို့ရှိရင်ကိုကဒီလိုတက်မှန်သိလို့ရှိရင်ကြိုတင်ပြီးတော့ action plan တွေချထားလို့ရပါတယ်ကဲအခုဆိုလို့ရှိရင်တော့တက်နေတဲ့လူနာကိုတွေ့လို့ရှိရင်ဘယ်လိုမျိုး manage လုပ်ရမလဲဆိုတာသိသွားပြီလို့ယုံကြည်ပါတယ်အဆုံးထိကြည့်ပေးကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းမေးစရာမေးခွန်းတွေရှိလို့ရှိရင်chat box မှာဖြစ်ဖြစ် post မှာဖြစ်ဖြစ် comment မှာဖြစ်ဖြစ်လာမေးလို့ရပါတယ်အားလုံးပဲတာယာသောနေ့ရက်လေးဖြစ်ပါစေရှင်